ဒီနေ့တော့မိဘတွေသိချင်နေကြတယ်ကလေးကဝိမတက်ဘူးဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းလေးပြောပြသွားမှာဖြစ်ပါတယ်ပထမဆုံးသိထားမှာကတော့ကလေးတိုင်းဝိတက်လုံးတူညီမှာမဟုတ်ပါဘူးတချို့ကလေးတွေကတီးနေပြီမဲ့ကြမ်းကြမ်းမာမာနဲ့ခုံလုံးမှုတွေကောင်းနေတတ်ပါတယ်ဒါကြောင့်မို့လို့ဝိတက်အောင်လုပ်မယ်ဆိုရင်ပထမဆုံးကလေးကတကယ်ဝိမတက်တာလားသူ့ရဲ့ငကိုမျိုးဥစားကိုတီးတဲ့ကလေးလားဆိုတာသိဖို့အတွက်တို့ချက်ပေါ်မှာအရင်ဆုံးစစ်ဆေးဖို့လိုပါတယ်နံပါတ်1အစားအသောက်ကိုပမာဏထဲအာဟာရအရေးအသွေးဆုံးအောင်အာရုံစိုက်ပါကလေးကိုထမင်းများများစားခိုင်းလိုက်ဝိတ်တက်မယ်လို့တော့မထင်ပါနဲ့ကလေးရဲ့အစာစားတိုင်းမှာကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ကစီဓာတ် ပရိုတင်းလို့ခေါ်တဲ့အသားဓာတ်နဲ့ healthy fat လို့ခေါ်တဲ့ကောင်းမွန်တဲ့အဆီတွေပါဖို့အတွက်ကြိုးစားပါဥပမာကလေးကိုထမင်းကျွေးတဲ့အခါမှာထမင်းနဲ့ဥမျိုးစုံသို့မဟုတ်ငါစတာအသားသို့မဟုတ်ပဲမျိုးမျိုးနဲ့တွဲပေးနိုင်ပါတယ်ဝိတ်တက်ဖို့အတွက်ကလေးရဲ့အစားအစာတွေမှာဥတွေနို့တွေဒင်ဂျင်တွေငါးတွေအသားတွေထောပတ်တွေနဲ့အခေါ်မှာဒီစတဲ့အာဟာရပြည့်ဝတဲ့စားအသောက်တွေကိုရွေးချယ်ကျွေးတတ်ဖို့လိုပါတယ်နံပါတ်1ကလေးကိုတစ်ခါတည်းအများကြီးမစားခိုင်းပါနဲ့ဝိတ်တက်ချင်လို့ဆိုပြီးတော့တက်နက်ထဲအများကြီးစားခိုင်းတာတကယ်လက်တွေ့မှာကလေးတွေအတွက်အဆင်မပြေပါဘူးကလေးအများစုအတွက်အဓိကအစာ3နက်နဲ့ဂျားထဲမှာ healthy snack 2ကြိမ်လောက်ပေးတာပို့ပြီးတော့အဆင်ပြေနိုင်ပါတယ်တစ်ကြိမ်စားနည်းနေတော့တစ်နေ့တာအတွင်းအာဟာရလုံလောက်အောင်စီစစ်ပေးခြင်းကပို့ပြီးတော့အရေးကြီးပါတယ်ပုံအနေနဲ့ကလေးတွေကိုအချိုရည်နဲ့မုံတွေကိုအများကြီးကျွေးတာစားတော့စားဖို့ကျွေးရမလို့တင်ပါဘူးအချိုရည်တွေပေါက်မုံနေတာကလေးကိုဝိတ်ပြအောင်ဆိုပြီးတော့မိဘတွေကကျွေးလေးရှိပါတယ်အဲ့လိုကျွေးခြင်းအပြင်ကလေးကကယ်လိုရီတွေရနိုင်တယ်လိုအပ်တဲ့ proteins တွေ vitamins တွေ minerals တွေပြည့်ဝမရနိုင်ပါဘူးတခုသိထားစီခြင်းကဘိုက်ပြည့်တာနဲ့အာဟာရပြည့်တာမတူပါဘူးနော်နံပါတ်4အနေနဲ့ကလေးတွေကိုနို့ကိုအလွန်ကျော်မပေးပါနဲ့ကျွန်တော်တို့ကအစားအသောက်မစားလို့ဆိုပြီးတော့အစားအသောက်အစားထိုးနို့တွေကိုအလွန်ကျော်တိုက်လေးရှိပါတယ်အဲ့တော့နို့တွေအများကြီးတောက်နေတဲ့ကလေးတွေကဗိုက်ပြည့်နေတဲ့အတွက်ကြောင့်မို့လို့အစားအသောက်စားတဲ့အခါမှာကျော်ပါရပါတယ်ဝိတ်သက်အောင်နို့ကိုပေးတာတဲ့ balance ဓာတ်ရည်ရဖို့အတွက်ကပို့ပြီးတော့ရည်ကြည့်ပါတယ်ငါဝိတ်မတက်တာကြာနေပြီဆိုရင်တော့ကျွန်တော်တို့ကအကြောင်းရင်းကိုရှာတက်ပါပြီတကယ်လို့ကလေးကဝိမတက်တာကြာနေတယ်ဝိတ်တရားကြကြလာတယ်ဝိမတက်တာနဲ့အတူကလေးကဝေရှောကြာလာတယ်အန်နာများတယ်ချောင်းဆူလာတယ်တွဲတယ်ဆိုရင်တော့ကျွန်တော်တို့ကကလေးဝိမတက်တာကအစားမစားတခုရဲ့အကြောင်းပါအာဟာရဆိုရင်ပြတ်တာလားတခြားသော TB လိုမျိုးတခြားသောနာတာရှည်ယောဂတွေကတွဲနေတာဆိုတာတော့သိချစက်တက်စစ်ဆေးဖို့လိုပါတယ်တော့အချင်းချုပ်ပြောရရင်ကလေးတယောက်ဝိတ်တက်ဖို့ဆိုတာအစားရည်နိုင်စားနေဖို့မဟုတ်ပါဘူးကလေးစားတော့တဲ့အစားတော့က balance အရေးဖြစ်ရမှာမယ်အာဟာရပြည့်စုံတဲ့အစားတော့ကိုလိုပါတယ်ဒါအပြင်ကလေးတယောက်ရဲ့ weight ကိုတစ်ခါတည်းကြည့်ရုံနဲ့ကျွန်တော်တို့ကနည်းတယ်လားဆုံးဖြတ်လို့မရပါဘူးပုံမှန်ကြည့်ပြီးတော့ growth ချက်ပေါ်မှာတင်ရမယ် weight အပြင်တခြားသောအရေးကြီးတဲ့ height တွေတခြားသောညာနာမှုမျိုးတွေကိုလည်းတစ်ခါတည်းပေါင်းစုံကြည့်သွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ